အဲ့ဒီအုပ်မိုင်းနေတဲ့ကောင်းကင်ကိုရေးဖို့ကျွန်တော်စရေးပါတယ်တိတ်လေးတွေကလည်းမရှိသလိုရှိသလိုလို့ပေါ့ကျွန်တော်ရေးနေတန်လမ်းမှာကျွန်တော်ရေးနေတဲ့ဝါတာကလာဘက်မောင်းမက်ကထုတ်တဲ့ဝါတာကလာဘက်ကတန်ဖိုးကိုကြည့်လိုက်မိကမှကျွန်တော်ရေးရမှတော့လက်တွန့်သွားပါတယ်တန်ဖိုးက9000ကျော်တယ်ဆိုတော့ကျွန်တော်တော်တော်ကိုကျွန်တော်အတွက်တော့အင်မတန်ကိုဈေးကြီးတဲ့အထက်မှာပါတယ်ခင်ဗျ